ကြီးကျဲသောအိမ်မက်တွေရဲ့စိတ်လေးပြကွာတဲ့ပြန်လဲရှာတွေ့ခဲ့တယ်မမကြီးရဲ့တဲ့ဝေဒနာနဲ့ပေးလွယ်ဆုံးလွယ်သောအပြုံးတွေရဲ့ပြန်ရဖို့လိုက်ရှာမျက်နှာဖုံးလိုက်နေကြတဲ့အရာလုံးနဲ့ဝေသထဝေလာတဲ့ချစ်ချင်းတရားတို့ရဲ့တာများမှနေလေကဘာကြီးတွန်းနေနေရောအာနာရဲ့တင်လေငါခန္ဓာအတွက်ပူလီလာရတဲ့ပင်မရင်ရှင်နိုင်နဲ့ငါလည်းတနေ့တော့ပြောက်ွယ်မယ်ငါမရှိတော့လေဘယ်သူမှဖြစ်မှာမို့လေငါတော့သွားတဲ့ခံမှုရမယ်လူတွေရဲ့တော့ကံရဲ့တစ်ကလုံးမဟုတ်တာပုံမှန်တော့ပါပဲနေနေနေဆွေပြေတဲ့တော်မန်ကိုသေးပါတယ်အိမ်ကခွေးလေးနဲ့အနေနေတာကြာလို့ဖြစ်မယ်ကြောင်မရှိပဲကြောင်လာရှာတဲ့လူတွေနဲ့ဆုံတွေ့ချိန်တိုင်းလေသူတို့မတွေ့တဲ့အခါကျွန်တော်ပါကြောင်ပြောက်ဖြစ်တယ်အရာအလုံးနဲ့ဝေသထဝေလာတဲ့ချစ်ချင်းတရားတို့ရဲ့များမှနေကဘာကြီးတွန်းနေ